ဝက်သားရတာပုံမကောင်းမွန်စေရန်အတွက်အမျိုးသားသည်သူ၏ဝမ်းကွဲဖြစ်သူ၏ဝက်များကိုနေ့စဉ်ခါရန်လေ့ကျင့်ခန်းလုပ်ခိုင်းခဲ့ပြီးတလအတွင်းမှာပင်ဝအောင်ကျွေးမွေးခဲ့သည်ပထမဆုံးအတုပ်ဖြင့်ပင်သူ၏ဝမ်းကွဲသည်အသားတင်အမြတ်ရွမ်း8တန်းရရှိခဲ့သည်သို့သောအောင်ပွဲခံပြီးနောက်တစ်ရက်တွင်ဝမ်းကွဲဖြစ်သူသည်ရွမ်း9တန်းနဲ့9သိန်း8တောင်းကိုယူဆောင်သွားပြီးတက်ဆိုင်ရာအကူအညီပေးမှုအတွက်သူအားရွမ်း2တောင်းသာဖြစ်ပေးခဲ့သည့်အမျိုးသားသည်ပြဿနာမရှာခဲ့ပေပတ်စံကိုယူလက်ထွက်သွားပြီးဖုံးတစ်ချက်ဆက်လိုက်သည်ဦးလေးလီဝူလုံးတောင်တန်းအနက်ပိုင်းမှာ10နှစ်လောက်ပြစ်ထားတဲ့အုတ်နီခဲဆက်ယုံဟောင်းရဲ့တစ်နှစ်စာငှားရမ်းက1000ခွဲလို့ပြောခဲ့တယ်မဟုတ်လားကောင်းပါပြီဒီနေ့ပဲစာချုပ်ချုပ်ချင်ပါတယ်ရှောင်းချန်အဲ့ဒီအမိုက်ပုံနာကိုဘယ်သူမှမကတ်တာ10နှစ်ရှိပြီပေါင်းပင်တွေကလူထက်တောင်မြင့်နေပြီမင်းအဲ့ဒါကိုဘာလို့ဖို့ယူတာလဲမတေမျိုးနဲ့ဖျားဖြစ်ချင်လို့လားဦးလေးလီအဲ့ဒီနေရာရဲ့အနေထားကအလွန်ကောင်းပါတယ်တခြားသူတွေကစွန့်ပစ်မြေလို့မြင်ကြပေမဲ့ကျွန်တော်ကတော့တဘာဝအတိုင်းရထားတဲ့အစင်းချင်းခန့်တက်ကြီးအဖြစ်မြင်တယ်ဝက်မွေးမြူရေးမှာအကြီးမားဆုံးချင်းချောက်မှုကဘာလဲလေတုကတဆင့်ကူးဆက်တာနဲ့ပြင်ပလူတွေကူးဆက်ယောဂပိုးတည်ဆောင်လာတာပဲဒီနေရာကသုံးဖက်စလုံးတောင်တွေကရန်ထားပြီးဝင်လို့ရတဲ့မြေလန်းတလန်းပဲရှိတယ်ဒါဟာပြည့်ပြည့်စုံတဲ့တဘာဝယောဂထိန်းချုပ်ရေးဆုံးပဲစွန့်ပစ်ထားတဲ့အုပ်ဖုတ်ဖူတွေကစောင်းရသည်မှာနှွေးထွေးပြီးနှွေးရသည်မှာအေးမြတယ်နည်းနည်းလောက်ပြင်ဆင်လိုက်ရင်အပူချိန်ထိန်းညှိထားတဲ့အစင်းတင်တုံတင်းကုတ်တွေဖြစ်လာမှာပါရရှိထားသည့်ရွမ်း2000ထဲမှ6လစာငှားရမ်းက9500နဲ့စပုံငွေ1000ပေးလိုက်တဲ့ဖြင့်ကျွန်တော်ထံတွင်1000တာကျန်တော့သည့်ထိုငွေသည်မြို့တန်းဝက်မှအကောင်9ကောင်ဝယ်ရန်မလောက်တော့လဲကျွန်တော်မစိုးရင်ခဲ့ပေထိုနေ့မိုးလွဲပိုင်းတွင်ကျွန်တော်သည်ဟောင်းနှွမ်းနေသည့်အဝေးပြေးဘတ်စကားကို3နာရီကြာအပင်ပန်းခံစည်းကပြည်နယ်နယ်ဆက်ရှိချင်းဟိုင်ကျွဲနွားတိရစ္ဆာန်ဈေးသို့တွားခဲ့သည့်ထိုနေရာသည်မိုင်း150ပတ်လည်တွင်အကြီးဆုံးအသက်ရှိတိရစ္ဆာန်အယောင်းဝယ်စခန်းဖြစ်ပြီးလေတူထဲတွင်အမိုနီးယားနှင့်မစင်းနှံများနှံစောနေခဲ့သည်မြို့တန်းရောက်ရှာရနှင့်လန်ထရစ်ဝက်များသည့်တကောင်လျင်1500စီဖြစ်သည်ဝက်ဝယ်မလို့လားညီလေးရောင်းသူအများစုသည်ကျွန်တော်အဝတ်စားကိုတစ်ချက်ကြည့်ပြီးနှုတ်ဆက်ရန်ပင်စိတ်မဝင်စားကြပေကျွန်တော်လည်းသူတို့ကိုဂရုမစိုက်ခဲ့ပါရိုးရိုးမွေးမြူရေးဝက်ဖြူများသည်မြန်မြန်ကြီးထွားနိုင်တော့လဲအသားမှာဘာမှအထူးဆန်းမဟုတ်ပေကျွန်တော်သည်ထိတ်တန့်အစီအသားရှက်အသားထုတ်လုပ်နိုင်သောဝက်မျိုးများလိုချင်ခြင်းဖြစ်သည်နှစ်နာရီများလှည့်ပတ်ကြည့်ပြီးနောက်လက်သမားအိုကြီးတူ၏ရှေ့တွင်ရက်လိုက်သည်သူ၏ဘေးရှိတန်းစကားခြံထဲတွင်ဝက်မအကောင်50လဲလျောင်းနေကြသည်သူတို့သည်အယိုးနှင့်အရေးသားကြံတော့ပြီးအမွေးများမှာတေနေသည့်ပေါင်းပင်များကဲ့သို့ဝါကြော၍ကျွတ်ဆက်နေခဲ့သည့်အစမ်းဆုံးမှာဝက်မတိုင်း၏ပိုင်းများသည်မိုးပြန်ပူပေါင်းကဲ့သို့ဖောင်းကားနေခြင်းဖြစ်သည်ဟော့ကြောင်းဒီအတုတ်ကတော့တွားပြီးစနစ်တကျဖြည့်ဆည်းပစ်ဖို့ပဲပို့လိုက်တော့မင်းကရောင်းလို့ရသေးတယ်ထင်နေတော့လားဒါကကူးလို့မရတော့ဘူးမျိုးပွားအင်္ဂါစနစ်တစ်ခုလုံးပျက်စီးသွားတာအားလုံးကဘိုက်တူကြီးတွေဖြစ်နေတာအစားတော့စားရဲ့အသားမတက်ဘူးဝက်ကလေးတွေလည်းမမွေးနိုင်ဘူးဘသူကဝယ်မှလဲအိမ်မှာကိုယ်ကွယ်ထားဖို့လားတကောင်ကို300နဲ့ပေးဆက်မှု3စီချက်ဖို့ငါတဲသွားပေးမယ်သဘောတူလားစောက်ပူတွေ300ဟုတ်လားဒါတွေကငါကိုယ်တိုင်လက်ရွေးစင်ရွေးထားတဲ့အကောင်းဆုံးဒေတာထွက်ဝက်မှတွေပါငါကျွေးမွေးထားတာတစ်နှစ်ပြည့်တော့မယ်ဘာလို့ကူးလို့မရရမှာလဲမဖြစ်နိုင်ပါဘူးမကောင်းသည့်အနံ့ဆိုးကိုဂယုမဆိုင်ပဲကျွန်တော်တင်းကုတ်ထဲတိုက်ရိုက်ဝင်သွားပြီးဝက်မတကောင်ဤဘေးတွင်စောင့်ကြောင်ထိုင်ကနှာနံအတိုင်းလက်ဖြင့်ပုတ်တက်ကြည့်လိုက်သည်ကြစ်လစ်ပြီးအနှဲငယ်ခွက်နေသည့်နှာခေါင်းတွဲကျနေသည့်နေရကြီးများနှင့်အလွန်ကျေပြန့်သည့်တင်ပါဆောင်ရိုးကျွန်တော်ရင်များခုန်သွားခဲ့သည်ဒါမျိုးသည်ပန်နာများထပ်ပင်ရှားပါသည့်ရှေးဟောင်းဒေတာထွက်ဝက်နက်စစ်မျိုးရိုးများဖြစ်သည်သူတို့၏ကျေပြန့်သည့်တင်ပါဆောင်ရိုးများမှာတဘာဝမျိုးပွားဆက်ယုံများဖြစ်ပြီးတစ်ချိန်မွေးလျင်ဝက်ကလေး15ကောင်ထပ်မကမွေးထုတ်ပေးနိုင်သည်ကျွန်တော်ဝက်မတကောင်ဤပါဆက်ကိုဖွင့်ကြည့်ပြီးအသက်ရှူအနှံ့ကိုနမ်းကြည့်လိုက်သည်ထို့နောက်လက်သမားသုံးထားသည့်အစာအိမ်များထံလမ်းလျှောက်သွားလိုက်ပြီးပြောင်းမှုအကျွင်းကြံများပေါ်တွင်ခက်မိတ်မိတ်အနီရောင်အလွှာလေးတစ်ခုတင်နေသည့်အဖြစ်ထွက်ပြီးဒါသည်ကုလို့မရသည်မှာလုံးဝမဟုတ်ပေဦးလေးလွန်ခဲ့တဲ့6လကဘေးမျိုးကဆက်ယုံကပြောင်းမှုဟောင်းတွေကိုဈေးပေါ်လို့ဝယ်ကျွေးခဲ့တာလားမင်းဘလို့သိတာလဲနည်းနည်းဆိုထိုင်းပြီးမှုတ်တက်နေပေမဲ့ဈေးကတဝက်တက်တာကိုပြုတ်ကျွေးလိုက်ရင်ကင်းစင်သွားမှာပါလို့ငါထင်ခဲ့တာပြုတ်လိုက်ရင်ဘက်တီးရီးယားတွေတည်သွားနိုင်ပေမဲ့မှုတ်အဆိပ်တွေကိုတော့မတည်စေနိုင်ဘူးဒါဟာမျိုးပွားအင်္ဂါစနစ်ပျက်စီးတာမဟုတ်ဘူးဇီယာလီနုံမှုတ်အဆိပ်တင်တာပါအဲ့ဒါက estrogen ဟော်မုန်းလိုပြုမှုတဲ့ပြင်းထန်တဲ့မှုတ်အဆိပ်ပဲဝက်မတွေအဲ့ဒါကိုစားမိလိုက်တာနဲ့ဟော်မုန်းတွေကမောက်ကမဖြစ်ပြီးရောင်ရမ်းတာအတုအယောင်မိတ်လိုက်ချင်တာနဲ့အတုအယောင်ဗိုက်ကြီးတာတွေဖြစ်လာတာဗိုက်တွေတာကြီးလာပေမဲ့ကလေးမမွေးနိုင်မဲ့အဆိပ်တွေကသူတို့ရဲ့ဟာရတက်တွေကိုစုပ်ယူသွားတာဒီကောင်လေးကဘက်ကပြေးလာပြီးဆရာဝန်အတုလာလုပ်နေတာလဲမြို့နယ်စိုက်ပျိုးမွေးမြူရေးဌာနကနိုင်ငံခြားပြန်ပညာရှင်တွေတောင်စက်ပစ္စည်းတွေနဲ့စစ်ဆေးပြီးကလီစာတွေပျက်စီးနေပြီလို့ပြောခဲ့တာမင်းက2ချက်လောက်ကိုင်းကြည့်ုံနဲ့ပိုသိနေတာပေါ့နိုင်ငံခြားပြန်ပညာရှင်တွေဟုတ်လားသူတို့ကအေးဆက်ဆက်ကိန်းကနန်းတွေနဲ့စက်ပစ္စည်းတွေကိုပဲနားလဲတာဒီမြေပေါ်မှာမွေးမြူထားတဲ့တိရစ္ဆာန်တွေကိုမသိကြပါဘူးဦးလေးဒီဝက်အကောင်50ကိုခွေးစာလုပ်ဖို့တကောင်300နဲ့ရောင်းလိုက်ရင်နှမျောစရာကြီးကျွန်တော်အကောင်50လုံးအတွက်ရွံ1000ပေးပါမယ်လူငယ်လေးမင်းအတီပြောနေတာလားသူတို့ကိုတကယ်ကူပေးနိုင်လို့လားငါတော့မကူနိုင်ဘူးအလီပေးနဲ့ပေးမလားဝီချက်နဲ့ပေးမလားမိနစ်30ကြာတော့အယောင်းဝယ်ပြီးသွားတယ်တေခါနီးဝက်တအုပ်အတွက်ရွံ1000ပေးလိုက်ရတယ်ဒီကောင်လေးတော့မီးကန်ခံလိုက်ရပြီထင်တယ်ဟဲဒါတွေကိုငါဂယုမဆိုင်ပဲကုန်ကား2စီးငါပြီးတခြားသူတွေသုံးမကြဘူးလို့ထင်ထားတဲ့ဝက်ကောင်ကြီး50ကိုတင်လိုက်တယ်ပြီးတော့အဲ့ဒီဝက်တွေကိုဝူလုံတောင်ပေါ်ကဆွန့်ပစ်ထားတဲ့အုပ်ဆက်ယုံစီတည်သွားခဲ့တဲ့ညညက်လာတာနဲ့အမျှတောင်ပေါ်မှာအေးဆက်တဲ့လင်းရင်းတွေတိုက်ခတ်လာတဲ့ဝက်တွေကိုမိဖို့ခန်းတွေထဲချက်ချင်းမသွင်းပဲဓာမီတလက်ကင်ပြီးတောင်နောက်ဘက်ကိုထွက်လာခဲ့တယ်။မို့အစိပ်ပြည့်စေးအနောက်တိုင်းဆေးတွေကဈေးကြီးပြီးအသေးနဲ့ကြောက်ကက်ကိုထိခိုက်စေတယ်ဒါကြောင့်အစင်လာရှေးဟောင်းတိုင်းရင်းဆေးနီးကိုသုံးဖို့ဆုံးဖြတ်လိုက်တယ်။တောထဲမှာဆေးဘက်ဝင်အပင်တွေအများကြီးပေါက်နေတဲ့တောစီချွန်ငရုတ်ကောင်စပါးကြီးမြတ်နဲ့ရွှေငွေပန်းနှစ်တောင်ပြည့်ခုစုခဲ့တယ်ပြီးတော့တောင်ကြီးမှာရှိတဲ့အရက်ချက်ဆက်ယုံကိုတွားပြီးသူတို့မလိုချင်တော့တဲ့ချင်းစုံနေတဲ့အရက်ဖက်ပေါင်းညရပေါင်းများစွာကိုတည်လာခဲ့တယ်။စမ်းရည်ကိုစူအောင်ကြိုးပြီးဆေးဘက်ဝင်ပင်တွေကိုမီးအေးအေးနဲ့ပြုတ်လိုက်တဲ့ဆေးပင်တွေရဲ့ခါတက်တက်အနက်နဲ့အရက်ဖက်တွေရဲ့အချင်းနှန်းတို့ရောရှက်သွားခဲ့တယ်။အဲ့ဒီနောက်ငါနဲ့အတူပါလာတဲ့လက်တအက်ဆစ်ဘက်တီးရီးယားနဲ့ဘာစီလက်စ်အနုဇီဝပိုးတွေကိုထည့်လိုက်တယ်။အစိတ်ထုတ်ပေးနိုင်တဲ့တိုင်းရင်းဆေးအချင်းဖောက်အစာအခြေခံရရှိသွားပြီးဒါကိုတန့်ရှင်းတဲ့အစာနဲ့ရောပြီးအစာခွက်တွေထဲလောင်းထည့်ပေးလိုက်တဲ့စာလောင်လုံးလို့မူးဝေနေတဲ့ယောဂသည်ဝက်50ဟာထူးခြားတဲ့အချင်းနှန်းကိုရရှိသွားပြီးအယောင်မိန်နေတဲ့သူတို့ရဲ့မျက်လုံးတွေရုတ်တရက်အယောင်လက်လာတဲ့အာယူမတ်တက်ရက်ပြီးအစာခွက်ထဲခေါင်းဆိုင်ကယူသွတ်တလို့ငန်းငန်းတက်စားကြတော့တယ်။စားကြဒါကမင်းတို့ကိုအတွင်းထဲကနေပြင်ပအထိအတစ်တဖန်ပြန်လဲမွေးဖွားပေးမှာပါနောက်ထပ်2ပတ်အတွင်းငါအပြင်ကဘာနဲ့အဆက်အသွယ်ဖြတ်လိုက်တယ်နေတိုင်းဆေးပင်ခုပြုတ်အစာချင်းဖောက်ပြီးမစင်တွေကိုရှင်းလင်းခဲ့တဲ့စွန့်ပစ်ခံနိုင်ရန်ဟောင်းတွေထဲမှာအံ့ဩဖွယ်ရာတိတ်တဆိတ်စတင်ဖြစ်ပေါ်လာခဲ့တယ်9ရက်မြောက်နေ့မှာမျိုးဝက်မတွေဟာအနက်အသက်ဆိုးရွားတဲ့အမဲရောင်စွန့်ပစ်ပစ္စည်းတွေကိုအများကြီးဆွတ်ထုတ်ခဲ့ကြပြီးမဟုတ်မမှန်တရေဆောင်မှုကြောင့်ဖောင်းကားနေတဲ့သူတို့ရဲ့ဘိုက်တွေဟာလျင်မြန်စွာကျုံဝင်သွားတယ်
10 ရက်မြောက်နေ့မှာသူတို့ရဲ့6ကပ်ပြီးဝါကျင်ကျင်မွေးညင်းတွေကျွတ်ထွက်သွားပြီးစီတုပ်ထားသလိုပြောင်းလဲနေတဲ့အမဲရောင်အမွှေးချမ်းတွေနဲ့အစားထိုးဝင်ရောက်လာခဲ့တယ်15 ရက်မြောက်နေ့ဟာအမှန်တရားကိုတက်တည်ပြရမယ့်အချိန်ပဲဖြစ်တယ်။အုပ်ဖို့ဝစီအစာတဲလာတဲ့အခါမျိုးဝက်မှ90စလုံးဟာမတီမငြိမ်နဲ့ကြောက်ကြက်ဖြစ်နေပြီးအကြီးကြီးတွေထွက်လာကတကောင်ပေါ်တကောင်တက်ခွနေကြတယ်။သူတို့အားလုံးတားတောင်းလာကြပြီးဒါဟာမှုအစိတ်တွေလုံးဝကင်းစင်သွားပြီးသူတို့ရဲ့မျိုးပွားစနစ်တွေအပြည့်အဝပြန်လဲအလုပ်လုပ်လာတာကိုပြသနေတာပဲ။ပိုရေးကြီးတာကဒီထိတ်တန်းဝက်မမဲ90ဟာငါရဲ့အမိတ်ပေးစီခိုင်းမှုကိုခံယူဖို့တရားဝင်အသင့်ဖြစ်သွားပြီ။လင်းတုံးမင်းရဲ့နောက်ဆုံးရဲ့ရေတွက်မှုစတင်ပြီ။တထေးကြည့်ပါဦးခင်းနောက်ကျနေတဲ့အချင်းဖောက်အိပ်ရာတွေကိုဖယ်ရှားပြီးတိတ်တီးစမြင့်ကိုဝင်ဆောင်အိမ်ကန်တွေတက်ဆင်လိုက်ကလေးကကျွန်တော်တို့ရဲ့မွေးမြူနိုင်စွမ်းနှစ်ဆတိုးတက်လာတဲ့ခုဆိုဝက်ကောင်ရီ3000ထိရှိနေပြီးတော့အစာထဲမှာပရိစီဝဆေးတွေနဲ့ကြီးထွားဆေးတွေကိုတိုးထည့်လိုက်တယ်ဒီအတုပ်ဆိုရင်ဈေးကွက်ထဲကိုတလားအလိုစောပြီးတင်နိုင်တော့မယ်ရှန်ဟိုင်းကယူဆိုင်ရာကိစ္စကောဘယ်လိုလဲဥက္ကဋ္ဌချမ်းကတပ်ပုံတွေကိုစစ်ဆေးဖို့လူလွတ်လိုက်ပြီးသူတို့ဝက်တွေရဲ့အရွယ်စားကိုသဘောကျကြတယ်ရွမ်တန်း30တန်ဝယ်ယူရေးသဘောတူညီချက်ကိုလက်မှတ်ထိုးဖို့နှိစက်နေပြီးအဲ့ဒီပတ်စံရတာနဲ့တင်မြို့တော်မှာအဆင့်မြင့်ကွန်ဒိုတခန်းဝယ်တော့မယ်ဟာဟာဟာဟိုလင်းချန်ဆိုတဲ့ကောင်ဆိုရင်လဲဟွန်းသူ့မှာရှိတဲ့ရွမ်2000လေးနဲ့ဆိုရင်ခုချိန်တရားအောက်မှာတောင်းစားနေလောက်ပြီးဟာ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 သူတို့မမြင်နိုင်တဲ့နေရာမှာဖြက်စီအပြင်းနဲ့မုံတိုင်းတစ်ခုတိတ်တဆိတ်စတင်ပုံဖော်နေတာကိုသူတို့လုံးဝမသိခဲ့ကြဘူးအချိန်တွေကုန်လွန်သွားခဲ့တဲ့ဝူလုံတောင်ပေါ်ကဘဝဟာရိုးရှင်းပေမဲ့တည်ငြိမ်မှုရှိခဲ့ပြီးတန့်စင်တဲ့မျိုးဝက်မဲ90စလုံးကိုဝင်ဆောင်ခဲ့ကြတယ်လေးလကြာပြီးနောက်တားပေါက်ရသည့်ကာလရောက်ရှိလာခဲ့တဲ့ဥဆောက်ပြောခဲ့တာမမခဲ့ပါဘူးဒီထိတ်တန်းဝက်မဲတွေဟာတားပေါက်နှုံအံ့ဩစရာကောင်းလောက်အောင်မြင်မာကြပြီးတစ်ချိန်ပေါက်ရင်ပြန်မြ15ကောင်ထိပါလာပြီတယ်တက်ကြွလှုပ်ရှားနေတဲ့အမဲရောင်ဝက်ပေါက်ကလေး950ကျော်ဟာစွန့်ပစ်ထားတဲ့အုပ်ဆက်ယုံရဲ့ကျေဝန်းလာတဲ့ကွင်းပြင်မှာပြေးလွှားဆော့ကစားနေကြတယ်နောက်ထပ်6လအတွင်းမှာတော့ငါစက်ယုံထုတ်အစားတလုံးမှမကြွေးပဲတဘာဝအတိုင်းလွတ်ကြောင်းမွေးမြူနည်းကိုစတင်ခဲ့တယ်မနက်တိုင်းတန်တကားပွင့်သွားတာနဲ့ဝက်ပေါက်900ကျော်ဟာအမဲရောင်ဒီရီလိုင်းကြီးလိုတစ်တော်အုပ်ကြီးတဲ့ကိုတိုးဝေဝင်ရောက်သွားကြတယ်ကြွေကြနေတဲ့တက်တဖန်းသီးနဲ့ထင်းရှူးသီးတွေကိုစားကြတယ်တောတမြစ်တွေကိုတူးဆော့စားကြတယ်တထုတက်ကြွယ်ဝတဲ့စမ်းရည်တွေကိုတောက်သုံးကြတယ်ညနေတိုင်းမှာတော့တိုင်းစည်းနဲ့အရက်ဖက်တွေချင်းဖောက်ထားတဲ့အစာခွက်တွေစီပြန်လာကြပြီးခြံထဲမှာတစ်ဆွေးလွှာထူထူတွေကိုခင်းပေးထားတယ်လက်တက်အက်ဆစ်ဘက်တီးရီးယားနဲ့မှုဖြူတို့ဟာစွန့်ပစ်မစင်တွေကို24နာရီအတွင်းဖြိုခွဲလိုက်ပြီးအနံ့အသက်မရှိတဲ့အနုဇီဝပရိုတင်းဖြစ်ပြောင်းလဲပေးလိုက်တဲ့စက်ယုံတစ်ခွင်လုံးမှာမစင်အနံ့လုံးဝမရှိပဲတင်းပြတ်တဲ့စပ်ပစ်ဝိုင်းနှံနဲ့မြေကြီးအနံ့တင်းတင်းလေးပဲရတော့တယ်လေ့ကျင့်ခန်းအပြည့်ရပြီးအထူးကောင်းမွန်တဲ့အနုဇီဝပတ်ဝန်းကျင်ကြောင့်ဝက်တွေဟာနွားပေါက်ကလေးတွေလိုတမထွားချိုင်းလာကြတဲ့ကြွက်သားတွေတောင့်တင်းလာပြီးသူတို့ရဲ့အမဲရောင်အမွှေးတွေဟာနေရောင်အောက်မှာတန်မဏိလိုပြောင်းလဲနေကခန္ဓာကိုယ်တစ်ခုလုံးမှာလှပတဲ့အစီသားတွေဖြစ်ပေါ်လာခဲ့တယ်မိဖို့အမိုးပေါ်မှာထိုင်ရင်တောင်ပေါ်မှာအပြိုင်ဆိုင်ပြေးလွှားနေတဲ့ဝက်မဲတွေကိုစစ်လိတ်တောက်ရင်ကြည်ရင်နဲ့ငါရဲ့အထူးဝက်ဖဲဟာနောက်ဆုံးတော့အသင့်ဖြစ်ပြီဆိုတာငါသိလိုက်တယ်အဲ့ဒီအချိန်မှာနန်းရှမ်းရဲ့ရာသီဥတုဟာစမ်းကြဲစွာပြောင်းလဲသွားတယ်ရက်20စက်တိုက်မိုးရွာသွန်းမှုစတင်လာပြီးရင်ကောင်းတဲ့ချင်းတွေတောင်းကျမ်းပွားများလာခဲ့တဲ့ပြည်내တစ်ခုလုံးကမွေးမြူရေးသမားတွေစိုးရိမ်ပူပန်ပြီးအိတ်မပျော်နိုင်အောင်ဖြစ်ခဲ့ကြတယ်ပူအိုက်ဆူဆူမှုပေါင်းဆက်သွားတာဟာတေးစေနိုင်တဲ့ virus တွေပွားများဖို့အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်လာခဲ့တယ်အဲ့ဒီနောက်မိုးကြိုးပစ်ခတ်တန်တဲ့အတူဘေးအန္တရာယ်ဆိုးကြီးဟာပြည်내တစ်ခုလုံးရဲ့မွေးမြူရေးလုပ်ငန်းတစ်ခုလုံးကိုရိုက်ခတ်သွားခဲ့လေတော့တယ်